လာပါလို့ပဲနှုတ်ဆက်တော့မယ်မေတို့ရေမေတို့အမောနေကြပြီလားဒီနေ့ကျောင်းကြီးအလင်းမီအောင်ထမင်းဘူးတွေချေရပြုတ်ရဈေးဝယ်ရနဲ့အိမ်ရောက်လို့ရှိရင်ရှော်ရဖို့ရဒီနေ့အိမ်ရှင်မအလုပ်တွေကမနာရအောင်နော်ဒီနေ့တော့ကျောင်းထမင်းဘူးအတွက်ကိုဒီပေါက်ကကြက်ဟိုပါပေါ့ကြက်တော့မဟုတ်ဒီနေ့ကြက်မဟုတ်တယ်မိပါကြက်မဟုတ်ဒီနေ့ငါအချိုပေါင်းလေးပေါ့နော်ပဲငက်ပြားကြီးလေးနဲ့ငါအချိုပေါင်းကြော်လေးပေါ့နော်အဲ့ဒါလေးနဲ့ခရမ်းသီးနှက်ကလေးကိုချက်ပြီးတော့ထမင်းကြိုက်ထည့်ပေးပါတယ်မေတို့ရေအားလေးကိုချက်ပုံလေးကြည့်ပေးကြပါအောင်နော်ကျေးဇူးတင်ပါတယ်ငချင်းကြော်နှက်ကလေးပေါ့နော်ကြော်နှက်ကိုအချိုပေါင်းပါပါငချင်းလေးကိုစားရဲအရသာမုံလေးရဲ့နေထားပါတယ်ပြီးရင်ချက်သွန်လေးကိုအကွင်းလေးတွေကြော်ပေးထားရမယ်နော်မေတို့ရေစီပူလာပြီဆိုလို့ရှိရင်ဒီလိုချက်ပြီးတော့ကြော်ပါတယ်အဲ့ဒီခုလိုမျိုးအပေါ်ရန်ကြောလေးတွေတင်းလာပြီဆိုလို့ရှိရင်ပြန်ဆယ်ထားပြီးမလဲနော်ချက်တို့ရေစီပူလာပြီဆိုရင်ခဏအကျဉ်းနှိထားတဲ့ချက်သွန်လေးကိုချက်ပေါ်မယ်နော်တက်တူလေးကြော်ထားတာလေးနွမ်းလာပြီဆိုလို့ရှိရင်ခုနကြော်ထားတဲ့ငါးလေးကိုထည့်ပါမယ်။ပြီးရင်တကယ်ပြားလေးတစ်စက်နှစ်စက်လေးထည့်ပေးလိုက်ပါ။တကယ်ပြားလေးတစ်စက်တကယ်ပြားအချိုထည့်ရမယ်နော်။ထည့်ပြီးရင်ဒီလေးနည်းနည်းလေးထည့်ပေးလိုက်ပါ။ပြီးရင်အဖုံးလေးဖုံးပြီးတော့ခဏလေးပုတ်ပြီးတော့ပေါင်းပေးထားလိုက်ပါနော်။ကဲအဲ့ဒီတော့အနေရတာအရင်မှုရတဲ့ငချင်းပေါင်းလေးရပါပြီเนาะငချင်းကြော်ပြီးပဲပြန်ပေါင်းတာเนาะအချိုလေးပဲငယ်ပြအချိုလေးနဲ့မေတို့ရေအဲ့ဆိုလို့ရှိရင်ခလေးတွေကြိုက်တယ်ငါငချင်းကြော်ပေါင်းလေးရပါပြီရှင်ခရမ်းသီးနဲ့တော့မယ်ခရမ်းသီးလေးကိုဒီလိုမျိုးเนาะအရန်ရှည်ရဲ့အတွက်အပိုင်းပိုင်းလေးတွေပိုင်းထားတယ်ပြီးတော့အလဲဦးတိုင်းကအနှစ်ကလေးတွေပေါ့နော်အစီလေးတွေပပပလှီးပြီးတော့စက်သွပြူစက်သွန်ဒီပဇွန်ချားလေးနဲ့ထောင်းထားတယ်ပြီးတော့အဲ့ဒီမှာဟိုပေါ့နော်မြင်ငယ်ပြီးအနေငယ်ထည့်ထားတယ်အရသာအကုန်လုံးဆက်ထားပြီးစားစမင်းချုံမုံနော်ဒီပြီးမုံအကုန်ထည့်ထားပါတယ်အဲ့ဟာခုနတည်းဟိုနေလေးကိုဟိုလေးထည့်လိုက်မယ်ထည့်ပြီးသွားလို့ရှိရင်စုံချင်းရည်လေးထည့်ပါမယ်မေတို့ရေစုံချင်းရည်လေးထည့်မယ်စုံချင်းရည်လေးထည့်ပြီးတော့အဖုံးလေးဖုံးပြီးတော့ဒန်လေးဖုံးလေးဖုံးပြီးတော့တက်မယ်။ဘာချက်တာများလေးတော်တော်များများလေးလုံးချက်တာများတယ်သိလားနော်။လုံးချက်တာများတယ်အဲ့တော့ဒီမှာအငွေ့မထွက်ပြီးအနက်မထွက်မချင်းမှာသွားပြီးမဖွင့်ပေးနဲ့တော့မေတို့စီစိမ့်စုံနဲ့သွားမှာဆိုလို့ပါ။ခုဆိုလို့ရှိရင်တော့အနေရတာနဲ့ပြည့်စုံတဲ့ခရမ်းသီးနှက်ကလေးရပါပြီ။ပစွန်ကြောက်ခရမ်းသီးနှက်လေးပါ။ဒီနေ့အတွက်ဆိုလို့ရှိရင်ပစွန်ကြောက်ခရမ်းသီးနှက်ကလေးနဲ့ငါးကြော်နှက်ငချင်းကြော်နှက်ပေါင်းလေးပေါ့နော်။အဲ့လိုကြောင်တမှုထည့်ပေးပါတယ်မေတို့ကျေးဇူးတင်ပါတယ်